ပဲဒီတစ်ခါနှစ်သေးရောက်လို့ဘဝဟောင်းဆုံးနေဒေချာစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲတစ်သက်တွေသာလေးလေးပြောင်းလဲခဲ့တယ်ဘဝရဲ့တရားတွေကိုမြင်ရင်ဝင်ကအသာရဆွဲထုတ်ဖို့ပြင်ပြီးလိုက်ပါAber immer noch in der Stadt. Das dauert noch ein bisschen. Uhr.